ရှင်။တာယာပျော်ရွှင်တဲ့နေ့ရက်ကလေးပိုင်ဆိုင်နိုင်ကြပါစေ။ကျွန်မကတော့ကျွန်မကိုယ်တိုင်ကြုံတွေ့ရတဲ့အတွေ့အကြုံလေးတွေအလှပရေးရာနဲ့အခြားသောပဟုသုတဖြစ်ပွဲအကြောင်းအရာလေးတွေကိုတင်ဆက်ပေးနေတဲ့သူဖြစ်ပါတယ်။အခုကတော့ဆရာကြီးဖေမင်းရဲ့နှလုံးသားအာဟာရစာအုပ်ထဲကအပိုင်းလေးကိုဆက်လက်ဖတ်ရှုပေးမှာဖြစ်ပါတယ်။နားဆင်ပြပါအောင်ရှင်။အခန်းနှစ်အဲ့ဒီလိုအကူမျိုးကျွန်တော်တငယ်ချင်းပုံးမှာခရစ်စမတ်လက်ဆောင်ဖြင့်သူ့အကူကြီးထံမှကားတစ်စီးရသည်ခရစ်စမတ်အကြိုနေ့မှာသူ့ရုံးခန်းကထွက်လာတော့လမ်းဘေးမှာကောင်းလေးတစ်ယောက်တောက်ပနေသောသူ့ကားတစ်ကြီးကိုသဘောကျစွာလက်ပတ်ကြည့်နေတာမြင်ရသည်ကြည်ရုံနှင့်အားမရသေးဟန်ဖြင့်ကောင်းလေးကမေးသည်ဒါအကိုကားလားတဲ့ပေါ်ကကောင်းမြင်ပြီးအေးကွာငါအကိုကခရစ်စမတ်လက်ဆောင်ပေးရဆိုတော့ကောင်းလေးအံ့အားသင့်သွားသည်ဟာခမရဟိုကခမရအလည်းကားပေးရဟုတ်လားခမရပတ်စံတပြားမှမကုန်ဘူးပေါ့ဟာဗျာကျွန်တော်သာဆူတောင်းလို့ရမယ်ဆိုရင်ဆိုပြီးကောင်းလေးရက်နေသည်ဆူတောင်းလို့ရရင်ကောင်းလေးပါဆူတောင်းမလဲဆိုတာပေါ်တွေ့နေမိသည်သူ့မှာလည်းအဲ့ဒီလိုအကူမျိုးတယောက်ရပါစေလို့ဆူတောင်းမှာပဲပေါ့သို့တော့ကောင်းလေးထံမှနောက်ထပ်ကြားလိုက်ရသောစကားကြောင့်ပေါ်စက်သိမ်းမွင်းရင်းထသွားသည်ကျွန်တော်အဲ့လိုအကူမျိုးဖြစ်ချင်လိုက်တာဗျာတဲ့ကောင်းလေးကိုသူအံ့အားသင့်စွာမြည်ချင်နေမိသည်ထို့နောက်မှရုတ်တရက်ဘလို့ဖြစ်သွားသည်မသိမင်းငါကားလိုက်စီချင်မလားဟုမေးမိသည်ဟုတ်ကဲ့စီချင်တာပေါ့ခင်ဗျာကားစီပြီးခဏလေးကြာတော့ကောင်းလေးကပေါ်ပဲသို့လှည့်ကအကိုကြီးကျွန်တော်တို့အိမ်ပဲလက်မောင်းပေးလို့ရမလားဗျာဟုတ်မေးသည်သူ့မျက်လုံးနဲ့တောက်ပနေရကြည့်ပြီးပေါ်ပြုံးမိသည်ကောင်းလေးစိတ်ထဲဘာရှိနေသလဲသူတွေးမိသည်ကားတစ်ကြီးစီးပြီးအိမ်ပြန်လာတာအိမ်ကြီးချင်းတွေကိုကြွားချင်ပုံပဲသို့တော့ဒီတစ်ခါလဲပေါ်မှားပြန်ပါသည်ဟိုလေကား20နဲ့အိမ်ရှိရက်ပေးပါဗျာကောင်းလေးကဆိုသည်လေကားတစ်တွေသူပြေးတက်သွားသည်ခဏလေးကြာတော့ပြန်လာနေတဲ့ကြားရသည်တက်သွားတော့မှလို့မမြင်သူကကလေးတယောက်ကိုခြေယူလာခြင်းဖြစ်သည်ခြေမတန်တော့သူ့ညီလေးသူကညီလေးကိုလေကားအောက်ဆုံးထစ်မှထိုင်ခိုင်းသည်သူ့လက်တစ်ဖက်ကညီလေးကိုတင်းတင်းဖတ်ထားပြီးကားကိုပြသည်ဟောဒီမှာတွေ့လာညီလေးအပေါ်ထက်မှာတော့ကိုကြီးပြောတာလေဒါသူ့အကူကြီးကခရစ်စမတ်လက်ဆောင်ပေးတာတဲ့သူ့ပတ်စံတပြားမှမကုန်နောက်ကြရင်အကူကြီးလည်းညီလေးကိုဒါမျိုးကားတစ်စီးဝယ်ပေးမယ်အဲ့ဒီခါကျတော့ညီလေးကိုအကူကြီးပြောတဲ့ခရစ်စမတ်အယောင်ဆိုင်တွေမှာပြထားတဲ့အလှပပစ္စည်းမျိုးစုံတွေညီလေးလိုက်ကြည့်နိုင်မှာပေါ့ကွာတဲ့သူကအားရပါရပြောနေပေါ်ကားတွေကထွက်လာပြီးခြေမတန်သောကလေးငယ်လေးကိုချီ၍ကားရှေ့ကန်းနဲ့ခြေသည်အကိုလုံးတီကောင်လေးကဝမ်းသာအားရသူ့ညီလေးဘေးမှဝင်ထိုင်သည်အဲ့ဒီနေ့ကသူတို့၃ယောက်ရှောက်လေကြသည့်အတွေ့အကြုံမှာ၃ယောက်လုံးအတွက်သက်မမေ့နိုင်စရာဖြစ်ခဲ့သည်အထူးသဖြင့်ပေါ်အဖို့သင်ခန်းစာတစ်ခုမှတ်သားသားရခဲ့သည်ယူရခြင်းအရာသာထက်ပေးရခြင်းကြောင့်ဖြစ်သောပီတိကပို၍နှစ်သက်ဖွယ်ချုံငယ်လှ၏ဟူသောအသည့်တရားဒါလေးကတော့ဆရာကြီးဖေမင်းနှလုံးသားအာဟာရစာအုပ်ထဲကအပိုင်းလေးဖြစ်ပါတယ်ဒီအပိုင်းလေးကိုဖတ်ပြီးတော့နားဆင်နေကြတဲ့စာဖတ်သူတွေလည်းအကျိုးတစ်ခုတစ်စုံတရာရရှိသွားမယ်လို့မျှော်လင့်ပါတယ်ရှင်ကဲနောက်ဗီဒီယိုတွေမှာလည်းဘယ်လိုမျိုးစာအုပ်လေးဖတ်ပြမယ်ဘယ်လိုအကြောင်းအရာလေးတွေကိုတင်ဆက်ပေးမယ်ဆိုတာလေးကိုလည်းစောင့်မျှော်ပေးပါအောင်ရှင်ကျေးဇူးအများကြီးတင်ပါတယ်ရှင်